မင်္ဂလာပါရှင်ရုံမြို့တော်မှာပြန်လည်ကြိုဆိုပါရရှင်ယနေ့မှာတက်ရှင်လျှောက်လန်းနဲ့နှုတ်ကပတ်တော်ကတော့ဖြစ်ဖယားသခင်ဤဘဝအသက်တာထဲသို့တင်သည်မွေးဖွားခြင်းခံယူတာဖြစ်တယ်ဆိုတဲ့ခေါင်းစဉ်လေးကျွန်တော်တို့သက်ရှင်တန်ကြရအောင်ယုံကြည်သူခရိယန်လို့ပြောလိုက်တဲ့အခါမှာထိုသူကဖယားရဲ့သဘောတဘာဝဖယားရဲ့ဇာတိအဖြစ်တော်ဖြစ်အသက်ရှင်တာဖြစ်တယ်လို့ပြောထားတာဖြစ်တယ်တစ်ပေခန်းကြီး1ခန်းငယ်23ကိုကြည်ရအောင်မဖောက်ပြန်မပျက်စီးတတ်သောမျိုးစိတ်တည်ဟုသောအသက်ရှင်၍အစဉ်အမြဲတည်တော်မူသောဖယားသခင်၏နှုတ်ကပတ်တော်အားဖြင့်ဖြစ်ပွားသောကြောင့်ညီအကိုများကိုချစ်အောင်မဆောင်အမှန်ချစ်ခြင်းအလို့ငါစိတ်ထဲမှတမာတရားကိုနားထောင်လျက်ကိုယ်စိတ်နှလုံးကိုစင်ကြယ်စေပြီးသည်နှင့်အညီစင်ကြယ်သောစိတ်နှင့်အချင်းချင်းအားကြီးသောချစ်ချင်းမေတ္တာရှိကြလောဟာလေလုယာသင်ကိုဘုရားသခင်ကမဖောက်ပြန်မပျက်စီးတတ်တဲ့မျိုးစိတ်ဖြစ်တယ်ထာဝရအစဉ်မြဲသက်ရှင်တဲ့ဘုရားရဲ့နှုတ်ကပတ်တော်တည်ယူသောထိုမျိုးစိတ်အဖြစ်ဖွားမြင်ပေးလိုက်တာဖြစ်တယ်ဟာလေလုယာသင်ဟာဘုရားရဲ့နှုတ်ကပတ်တော်မျိုးစိတ်အဖြစ်ဖွားမြင်လာတဲ့သူဖြစ်တဲ့အတွက်ကြောင့်သင်ကိုယ်တင်အမြဲတမ်းသင်သိရှိရမယ့်အရာကသင်ဟာဖောက်ပြန်မဲ့သူမဟုတ်ဘူးဟာလေလုယာသင်ဟာအစဉ်အမြဲတည်တဲ့ဖယားသခင်ရဲ့မျိုးစိတ်အားဖြင့်နှုတ်ကပတ်တော်မျိုးစိတ်အားဖြင့်မွေးဖွားခြင်းကိုခံယူထားတဲ့သူဖြစ်တယ်ဆိုတော့သင်အမြဲသိရှိနေရမှာဖြစ်တယ်။မြောင်များစွာသောယနေ့ခေတ်ယုံကြည်သူခရိယန်တွေမှာဖြစ်တဲ့ပြဿနာရှိတယ်။အဲ့ဒါကသူတို့ကဘာလဲဆိုငါတို့ကယုံကြည်သူဖြစ်တဲ့အတွက်ကြောင့်ယေရှုရဲ့အနောက်ကိုလိုက်မယ်ယေရှုလုပ်တယ်လို့မျိုး copy လုပ်ပြီးတော့မှသက်ရှင်နေထိုင်မယ်ယေရှုပြခဲ့တဲ့ဥပမာတွေတိုင်းယေရှုကိုဥပမာယူပြီးတော့မှကြိုးစားပြီးတော့မှသက်ရှင်နေယေရှုကိုဖြစ်အောင်လို့သူတို့ကြိုးစားရုန်းကန်ပြီးတော့မှသူတို့ရဲ့အသက်တာကပို့ပြီးတော့ကောင်းလာတဲ့လူသားတယောက်ဖြစ်အောင်တည်ဆောက်ကြတယ်အဲ့ဒီအရာတွေကတကယ်စစ်မှန်တဲ့ခရိယန်သက်တာမဟုတ်ပါဘူးတကယ်စစ်မှန်တဲ့ခရိယန်သက်တာဆိုတာကဖယားသခင်ရဲ့နှုတ်ကပတ်တော်အားဖြင့်သင်ဟာမွေးဖွားခြင်းခံယူလိုက်တာဖြစ်တယ်ဖယားရဲ့ဖြစ်စီဖယားရဲ့ဇာတိအဖြစ်တော်ကသင်ရဲ့အထေးထဲမှာလာရောက်ရှင်သန်တာတကယ်စစ်မှန်တဲ့ခရိယန်သက်တာဖြစ်ပါတယ်ယေရှုကို copy ယူတာကစစ်မှန်တဲ့သက်တာမဟုတ်ပါဘူးဖယားစင်စစ်ကတင့်ထဲမှာလာရောက်နေထိုင်ခြင်းကစစ်မှန်တဲ့ခရိယန်သက်တာဖြစ်တယ်ယာကုပ်ခန်းကြီး1အခန်းငယ်18မှာပြောထားလေဆိုကြည့်ရအောင်နမိတ်တတဝါတို့တွင်ငါတို့သည်အဦးတီးသောအတီးကဲ့သို့ဖြစ်စေခြင်းကတမာတရားစကားအဖြစ်မိမိအလိုတော်တိုင်ငါတို့ကိုဖြစ်ပွားစေတော်မူ၏ဟာလေလုယတတဝါတွေမှာလူကတတဝါဖြစ်တယ်နော်အဲ့တတဝါတွေကမှတင့်ကိုအဦးတီးသောအတီးကဲ့သို့ဖြစ်ဖို့အတွက်ကိုတမာတရားစကားအဖြစ်ဘုရားသခင်ကမွေးဖွားပေးလိုက်တာဖြစ်တယ်ဟာလေလုယတင်ကတတဝါမဟုတ်တော့ဘူးဘုရားပဂတိရဲ့ဇာတိအဖြစ်တော်ကအဖြစ်မွေးဖွားခြင်းခံယူလိုက်တာဖြစ်တယ်ဖယားသားသမီးဖြစ်သွားတာဖြစ်တယ်ဟာလေလုယဖယားသားသမီးတင်ဘလို့ဖြစ်သွားတာလေတမာတရားစကားအဖြစ်တင့်ကိုဖယားသခင်ကမွေးဖွားပေးလိုက်တာဖြစ်တယ်ဟာလေလုယတင်ဟာတမာတရားစကားအဖြစ်မွေးဖွားခြင်းကိုခံယူလိုက်တဲ့အခါမှာတင်ကဘာဖြစ်သွားတာလဲဆိုရင်ဖယားပဂတိရဲ့အသက်ကိုရရှိပိုင်ဆိုင်သွားတာဖြစ်တယ်ဖယားကိုယ်တော်တိုင်ရဲ့ဘဝအသက်တာကိုတင်ရရှိပိုင်ဆိုင်သွားတာဖြစ်တယ်
အဲ့ဒါကိုသင်စဉ်းစားကြည့်ပါယေရှုခရစ်တော်ကယောဟန်ခန်းကြီး1အခန်းငယ်14မှာပြောထားတယ်တော့ဖတ်ကြည့်ရအောင်နော်သူတကွဖတ်ရအောင်နှုတ်ကပတ်တော်သည်လေလူစားတိအဖြစ်ကိုခံယူ၍ကျေးဇူးတော်နှင့်၎င်းသစ္စာတော်နှင့်၎င်းပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ခမဲတော်၌တပါးတီသောသားတို့၏ဘုံကဲ့သို့သူ၏ဘုံကိုငါတို့သည်မြင်ရကြပြီဟာလေလုယနှုတ်ကပတ်တော်တမန်တရားအဖြစ်ယေရှုကလူစားတိကိုခံယူခဲ့တာဖြစ်တယ်သင်ကနှုတ်ကပတ်တော်တမန်တရားအဖြစ်ဖျားစာတိထဲမှာမွေးဖွားခြင်းခံယူလိုက်တာဖြစ်တယ်ဟာလေလုယသင်ဟာဆိုလို့ရှိရင်နှုတ်ကပတ်တော်အဖြစ်ဝိညာဉ်ရန်ထဲမှာသင်ဟာဆိုရင်ဖျားသခင်ရဲ့သဘောတဘာဝဖြစ်တည်လာတဲ့ဖျားသခင်ရဲ့သားသမီးဖြစ်လာတာဖြစ်တယ်ဖျားနဲ့သင်ကတလုံးတဝရဲဖြစ်သွားတာဖြစ်တယ်ကျမ်းစာကဘာပြောထားလဲဆိုနှစ်ပေ14ကိုကြည်ရအောင်ထိုတို့သောအားဖြစ်လေအလွန်ကြီးမြတ်၍အဖိုးထိုက်သောဂတိများကိုငါတို့၌အပ်ပေးတော်မူပြီးအကြောင်းမူကားထိုဂတိတော်များကိုအမိပြု၍သင်တို့သည်လောကီတတ်မှတ်ခြင်းအညစ်အကြေးနှင့်ကင်းလွတ်သဖြင့်ဖျားပဂတိကိုဆက်ဆံရသောသူဖြစ်မိအကြောင်းဒီဟာလေလုယသင်ဟာဖျားပဂတိအဖြစ်နဲ့ဆက်ဆံရတဲ့သူဖြစ်တယ်သင်ကိုနှုတ်ကပတ်တော်အားဖြင့်ဖျားသခင်ရဲ့ပဂတိအတိုင်းဖြစ်ပွားစေလိုက်တာဖြစ်တယ်ဟာလေလုယထိုအရာကအလွန်မှနဲ့နေတာဖြစ်တယ်သင်နာလေနိုင်ဖို့သင်ရဲ့ဝိညာဉ်မျက်လုံးနဲ့ဝိညာဉ်နာတွေကိုဖျားသခင်ဖွင့်ပေးပါစေဟာလေလုယသင်ဟာဆိုရင်ဖျားပဂတိရဲ့သဘောတဘာဝအားဖြင့်ဖျားနဲ့တလုံးတဝရဲဖြစ်သွားတဲ့အခါမှာသင်ဘာဖြစ်လာလဲဆိုသင်ရဲ့ DNA ကဝိညာဉ်တော်အားဖြင့်ဖျားသခင်ရဲ့ DNA ဖြစ်သွားတာဖြစ်တယ်ဟာလေလုယဟာလေလုယအာမင်ထိုရဲ့အတိတ်တွေကသင်ဟာဆိုရင်တတဝါမဟုတ်တော့ဖျားပဂတိရဲ့ဖြစ်စဉ်ထဲမှာဖျားရဲ့ DNA တိုင်းရှင်သန်တဲ့သူဖြစ်သွားတာဖြစ်တယ်ဆိုတဲ့အခါမှာအပြစ်တရားရဲ့သဘောတဘာဝတွေကလည်းတင့်ကိုမလွှမ်းမိုးနိုင်ဘူးမချုပ်ကန်နိုင်ဘူးတည်ခြင်းတရားကလည်းတည်ခြင်းသဘောတဘာဝတွေကလည်းတင့်ကိုမလွှမ်းမိုးနိုင်ဘူးမချုပ်ကန်နိုင်ဘူးခတ်သိမ်းသောဖိနှိပ်ချုပ်ချယ်မှုတွေခတ်သိမ်းသောအရာတွေကလည်းတင့်ကိုမလွှမ်းမိုးနိုင်ဘူးမချုပ်ကန်နိုင်ဘာဖြစ်လို့လဲတင်ဟာဖျားပဂတိရဲ့တဘောတဘာဝအတိုင်းအသက်ရှင်တန်နေတဲ့သူဖြစ်တယ်ဘယ်တော့မှမပြည့်စည်တဲ့ဘယ်တော့မှမပုတ်ပြတ်တဲ့ဖျားသခင်ရဲ့မျိုးစေ့အဖြစ်တင်ဟာမွေးဖွားခြင်းခံယူထားတဲ့အတွက်ကြောင့်ဖျားရဲ့အခွင့်တကူအာနာဖျားရဲ့တကူတော်နဲ့တည်နေတယ်ဖျားရဲ့ဘုံတော်နဲ့တည်ပြီးဝနေတဲ့အတွက်ကြောင့်ဘယ်အရာကမှတင့်ကိုမရက်တန့်နိုင်ဘူးဘယ်အရာကမှတင့်ကိုမတားဆီးနိုင်ဘူးဘယ်အရာကမှတင့်ကိုမပပင်နိုင်ဘူးဘာဖြစ်လို့လဲတင့်ရဲ့ DNA ကဖျားရဲ့ DNA ဖြစ်သွားလို့ဖြစ်တယ်ဟာလေလုယဖျားသခင်ကိုဘယ်အရာကမှမတားဆီးနိုင်လို့တင့်ကိုဘယ်အရာကမှမတားဆီးနိုင်တော့ဘူးဖြစ်တယ်ထို့အရာကိုသင်နာလေနိုင်ဖို့တန်ရှင်တော်ဝိညာဉ်တော်ကတင့်ကိုထိုတမန်တရားကိုဖွင့်ပြပါစေဟာလေလုယတိယောအခန်းကြီး9အခန်းငယ်17နဲ့17ကိုတင်သွားကြည့်မယ်ဆိုရင်သင်ရဲ့အတ္တတာမှာသင်ရှင်းလင်းစွာထိုအရာကိုမြင်တွေ့လာမှာဖြစ်တယ်တက်တည်ခံတော်မူချက်ဟူမူကားဖျားသခင်သည်ငါတို့အားထာဝရအသက်ကိုပေးတော်မူ၍ထိုအသက်သည်လေသားတော်၌ပါ၏သားတော်ကိုရတော်သူသည်အသက်ကိုရ၏
ဖျားသခင်သားတော်ကိုမရတော့သူမူကားအသက်ကိုမရဟာလေလုယာသင်ဟာဖျားရဲ့သားတော်ယေရှုကိုစစ်မှန်စွာအမှန်တကယ်ရရှိပိုင်ဆိုင်မှသာလေသင်ကထာဝရအသက်ကိုရမှာဖြစ်တယ်ဖျားရဲ့အသက်ကိုရမှာထာဝရအသက်ဆိုတာဖျားကိုယ်တော်တိုင်ရဲ့အသက်ဖြစ်တယ်ဟာလေလုယာဖျားခင်ရဲ့သားတော်ယေရှုရဲ့အသက်ကိုသင်ရရှိလာတဲ့အခါမှာသင်ဟာဘာဖြစ်လာမလဲဆိုရင်သင်ရဲ့အပြင်ပိုင်းအတွင်တရံနေကားတော့ဖြစ်သင်ဖြစ်နေပြီမဲ့သင်ရဲ့အတွင်းထဲမှာတော့ different ဖြစ်သွားပြီမတူကွဲပြားခြားနားသွားတာဖြစ်သင်ရဲ့ဝိညာဉ်ထဲမှာကတော့သင်ကဘာဖြစ်သွားပြီလဲယေရှုကိုသင်ရရှိပိုင်ဆိုင်သွားပြီသင်ဟာဖျားသခင်ရဲ့ထာဝရအသက်ကိုရရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်သင်ရဲ့ခန္ဓာကိုယ်ကတော့သင်ဖြစ်နေပြီမဲ့သင်ရဲ့အတွင်းထဲမှာဖျားဇာတိရဲ့အတွင်တဲ့ဖျားဇာတိရဲ့ဖြစ်တည်ခြင်းကသင်အတွင်းထဲမှာနေရာယူလာပြီဖြစ်တယ်တိယောအခန်းကြီး၄ခန်းငယ်၄ကဘာပြောထားလဲဆိုရင်ကြည်ရအောင်ချစ်သားတို့သင်တို့သည်ဖျားသခင်နှင့်ဆက်ဆိုင်ကြ၏ထိုသူတို့ကိုလည်းအောင်ကြပြီအကြောင်းမူကားသင်တို့ဘက်၌ရှိသောသူသည်လောကဘက်၌ရှိသောသူထက်တာ၍ကြီးတော်မူ၏ဟာလေလုယာသင်ဟာဆိုလို့ရှိရင်ဖျားသခင်ရဲ့သင်နဲ့ကဆက်ဆိုင်သွားတာဖြစ်တယ်ဖျားသခင်နဲ့သင်နဲ့ကခွဲလို့မရတော့ဘူးဖြစ်တယ်အဲ့ဒါကြောင့်သင်ကအောင်မြင်တဲ့သူဖြစ်လာတာဖြစ်တယ်ဟာလေလုယာဖျားသခင်ရဲ့သားသမီးဖြစ်သွားတဲ့အတွက်ကြောင့်အောင်မြင်ခြင်းရဲ့အရှင်ဖျားသခင်ကသင်ထဲမှာနေရာယူနေတဲ့အတွက်ကြောင့်သင်ကိုဘယ်အရာကမှနိုင်မယူနိုင်ဘူးဖြစ်တယ်သင်ဟာဒီလောကဘက်မှာရှိတဲ့အရာအလုံးတဲ့တာ၍ကြီးမြတ်သွားတာဖြစ်တယ်။ဘာဖြစ်လို့လဲ။သင်ထဲကဖျားသဘောတပါဝဖျားအသက်ဖျားဘဝကတည်ရှိနေသောကြောင့်ဖြစ်တယ်။ဟာလေလုယာ။သင်ရဲ့ဘဝဖြစ်စဉ်ကပြောင်းလဲသွားတာဖြစ်တယ်။ဟာလေလုယာ။ဘာဖြစ်လို့လဲ။သင်ကလူသားတပါဝကနေဖျားတပါဝဖြစ်သွားတာဖြစ်တယ်။ဖျားရဲ့အသက်ဝိညာဉ်ကသင်ထဲမှာလာရောက်ရှင်တန်သွားပြီဖျားရဲ့ DNA ကသင်ထဲမှာတည်ရှိသွားပြီဖျားရဲ့တကိုးတွေကသင်အထဲထဲမှာတည်ရှိသွားတာဖြစ်တဲ့ကြောင့်သင်ဟာဆိုရင်တာမန်လူတယောက်မဟုတ်တော့ပါဘူးဟာလေလုယာအခုချိန်မှာသင်ဝင်ခံမှာကျွန်တော်ဟာဆိုရင်ဘယ်တော့မှမဖောက်ပြန်မပြက်စီးတဲ့မျိုးစိတီးဟူသောနှုတ်ကပတ်တော်အားဖြင့်မွေးဖွားခြင်းကိုခံယူတော်သူဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ဟာဆိုလို့ရှိရင်နှုတ်ကပတ်တော်အားဖြင့်ဖျားအသက်နဲ့အသက်ရှင်တော်သူဖြစ်တယ်လို့ဝန်ခံမှာကျွန်တော်ဟာဆိုလို့ရှိရင်ဖျားရဲ့တဘာဝတိုင်းရှင်တန်တော်သူဖြစ်တယ်ဖျားရဲ့အသက်တီးဟူသောတန်ရှင်တော်ဝိညာဉ်တော်ကကျွန်ုပ်ထဲမှာအသက်ရှင်နေတာဖြစ်တယ်ကျွန်ုပ်ဟာဆိုရင်တာမန်လို့မဟုတ်တော့ဘူးစာတန်ကိုလည်းအောင်မြင်တဲ့သူဖြစ်တယ်အခြေအနေအမျိုးမျိုးရဲ့အထက်မှာအောင်မြင်တော်သူဖြစ်တယ်ဒီလောကကိုအောင်မြင်တော်သူဖြစ်တယ်ဘာကြောင့်လဲသင်အပြင်ပိုင်းကိုကြည့်မယ်ဆိုရင်သင်ကသင်ပုံစံကိုမြင်နေရပြီမဲ့သင်အတွင်းထဲမှာကတော့ဝိညာဉ်တော်ကအသက်ရှင်နေသောကြောင့်ဖျားသဘောတဘာဝရဲ့ DNA နဲ့ကျွန်ုပ်ကအသက်ရှင်နေတော့သူဖြစ်တယ်လို့တင်ဝင်ခံမှာတင်းရဲ့စိတ်နှလုံးကလက်ခံတဲ့အချိန်ထိတင်းရဲ့အသွေးသားတွေကလက်ခံတဲ့အချိန်ထိတင်ဝင်ခံပြောဆိုပါတင့်ကိုတင်ပြောပါတင်းရဲ့ခန္ဓာကိုယ်ကိုပြောပါတင်းရဲ့စိတ်နှလုံးကိုပြောပါဖျားသခင်ရဲ့ဘုန်းတော်ကတင်းရဲ့အသက်တာစိတ်ပိုင်းတိုင်းမှာနေရာယူလာပြီးတော့မှဖျားရဲ့အသက်ကစီးထွက်လာတဲ့အထိဒီဝင်ခံပြောဆိုရမှာဖြစ်ပါတယ်ဟာလေလုယာဖျားရှင်ကောင်းချီးပေးပါစေ